Hello အားလုံးမင်္ဂလာပါဒီနေ့တော့စုကတည့်ရည်နှလုံးသုံးပြီးတော့အရန်စားလို့ကောင်းတဲ့လောက်ရတာလဲလွယ်ကူတဲ့တည့်ရည်ယူလေးကိုလာငွေမျှတာဖြစ်ပါတယ်အရင်ဆုံးတော့တည့်ရည်နှလုံးကိုအခွန်လေးတွေနှွာထားပေးလိုက်ပါမယ်အခွန်တွေပြောင်းသွားပြီဆိုရင်တော့ဒီတည့်ရည်လေးတွေကိုစုတို့ကအပပလေးလှီးပေးမှာပေါ့နော်စုကတော့ဒီနေ့အစိမ်းကိုသုံးပြီးတော့ပဲယူထိုးပြမှာဖြစ်ပါတယ်ဒီနည်းလေးကအရန်လဲစားလို့ကောင်းပါရဲ့နော်ကဲဆိုတော့လှီးထားတဲ့တည့်ရည်လေးတွေကိုစလုံးတစ်လုံးဒါမှမဟုတ်ပကံတစ်ခုတည်းထည့်ပြီးတော့မှစားလေးနဲ့ငင်ထည့်မယ်ပြီးရင်တော့ဒါလေးတွေကိုအချင်လေးတွေထွက်သွားအောင်လို့တိတိကျကျလေးနေပြီးတော့မှ10မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ဆိုတော့တကယ်လို့ကိုသုံးတဲ့တည့်ရည်ကတိတ်မချင်ဘူးဆိုလို့ရှိရင်တော့စားနဲ့နေတဲ့အဆင့်ကိုကြော်လိုက်လို့ရပါတယ်ကဲဆိုတော့နေထားတာလေ10မိနစ်ပြည့်ပြီဆိုရင်တော့တည့်ရသေးထဲမှာရှိတဲ့စားဓာတ်တွေအကုန်လုံးပြောင်းဆင်သွားအောင်လို့ရေနဲ့2ကြိမ်လောက်ထပ်ပြီးတော့စီးပေးရပါမယ်။ဆိုတော့ကစားနဲ့နေတာဖြစ်တဲ့အတွက်ပြောင်းဆင်သွားအောင်မစီးဘူးဆိုလို့ရှိရင်ဒီယိုကအရသာငံသွားတတ်ပါတယ်။ကဲဆိုတော့စေးထားပြီးတဲ့တည့်ရသေးလေးတွေကိုတော့စကားလေးထဲမှာတေချာလေးစစ်ထားလိုက်ပါမယ်။စုကတော့2ကြိမ်3ကြိမ်လောက်စီးထားတယ်ပေါ့နော်တကယ်လို့ကိုသုံးတဲ့တည့်ရည်ကတိတ်မချင်ဘူးဆိုလို့ရှိရင်ဒီနည်းလေးကိုမလုပ်လဲရပါတယ်စုကတော့ရင်ခွဲသီးသုံးတာဖြစ်တဲ့အတွက်ဒီတည့်ရည်ကအချင်တက်ပိုတယ်ဒါကြောင့်မို့လို့စုကစားလေးနဲ့အချင်ထွက်သွားအောင်လို့အရင်ဆုံးလှုပ်ထားပေးလိုက်တာပါကဲပြီးရင်တော့ရေလေးခဏလောက်စစ်ထားပေးလိုက်ပါမယ်ရေစစ်ထားတဲ့တည့်ရည်တွေကိုတော့အစောကပကံနဲ့ပြန်ထည့်ပြီးတော့မှတကြားကို15ကျပ်သားသုံးပါမယ်ဂရန်နဲ့ဆိုရင်တော့240ရှိပါတယ်တည့်ရည်တွေကိုတကြားတွေအကုန်လုံးလောင်းထည့်လိုက်မယ်အရသာအတွက်စားလေးနဲ့ငင်ထပ်ထည့်ပါမယ်တကယ်လို့ကိုကအချိုတအားစားခြင်းနဲ့အချိုကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားကိုဒီထက်ပိုပြီးတော့ထည့်လဲရပါတယ်စုကတော့ဒီလောက်အနေထားလေးကချိုချင်းချင်းလေးနဲ့စားကောင်းတာမလို့ဒီလောက်ပဲထည့်ထားတာပါကဲဆိုအားလုံးသမတ်တော့အောင်မှီပြီးပြီဆိုတာနဲ့သူ့ကိုဒဲအိုးထဲကိုထည့်ပြီးတော့မှရေလေးလက်ခန်းလာပြီးတော့တည့်ရက်တီအယောင်လေးကလုံးဝကြည်လာတဲ့အထိကိုယူထိုးပေးမှာဖြစ်ပါတယ်တည့်ရက်တီကအစိမ်းဖြစ်တဲ့အတွက်သူ့တွေကအရည်တွေကအခုလိုမျိုးထွက်လာတယ်ပေါ့နော်ဆိုတော့ကဒီရေတွေကိုခန်းသွားအောင်တေချာလေးထိုးပေးရမှာဖြစ်ပါတယ်ကဲဆိုတော့တည့်ရည်ယိုလေးကိုထိုးလိုက်ရင်လည်းမှအခုလိုမျိုးအယောင်လေးလည်းပြောင်းလာပြီးတော့တည့်ရည်လေးတွေကလည်းကြည်လာပြီးတကြားရည်လေးကလည်းပြစ်လာပြီးဆိုတဲ့အနေထားရောက်ပြီဆိုရင်တော့မီးပိတ်လိုက်လို့ရပါပြီတကြားရည်တွေအကုန်လုံးခန်းသွားတော့မှမီးပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီတည့်ရည်ယိုကမမခဲခဲကြီးဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့သူတို့ကမီးပိတ်ခံဒီမှာတကြားရည်လေးနည်းနည်းခြံထားပြီးတော့မှမီးဖို့ဘောကနေပြီးတော့ချပေးရပါမယ်ကဲဒါဆိုလို့ရှိရင်တော့အရသာလေးကလည်းချွတ်ချွတ်ချင်းချင်းလေးနဲ့အရန်စားလို့ကောင်းပြီးတော့လောက်ရလဲလွယ်ကူတဲ့တည့်ရည်ယိုထုံးနည်းလေးကတော့ပြီးသွားပါပြီနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ